လူတိုင်းဘဝမှာအခက်အခဲဆိုတာရှိစမြဲပါပဲကျွန်တော်တို့ကပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကြားထဲမှာပဲရုန်းကန်နေရတယ်တစ်ခါတလေတော့ကောအရာရာလှချပြီးရိုးရှင်းတခဏလောက်ဖြတ်သန်းဖို့စိတ်ကူးကြည့်ဦးတာနေ့စဉ်ဖြတ်သန်းနေတဲ့ပတ်ဝန်းကျင်ထဲမှာကျွန်တော်အားလုံးကအလူးလဲနဲ့ရုန်းကန်ရင်ကန်ထားရင်းနဲ့ပဲဒီနေ့တော့ကုံဆုံးနေကြတယ်ပျော်ရွှင်မှုရှာဖို့ကြိုးစားရင်ပျော်ဖို့မေးလောက်တဲ့အထိလောကဓာတ်ရဲ့ဝါမျိုးချင်းကိုခံရရပဲလေငုံချက်မှုတွေချားရတဲ့စိတ်လို့ကိုယ်လို့ကားကုန်ပြီးရိုးရှင်းတဲ့တက္ကနာကိုကျွန်တော်တို့ဖြတ်တန်းကြည့်ဖို့လိုတယ်ရိုးရှင်းမှုကိုခံစားကြည့်ရမယ်တစ်ခါတလေကိုယ်ပါဝင်ခြင်းနဲ့ကိုယ်လိုက်ပြီးတိုက်ညီအောင်လုပ်ရင်အသက်ရှူဖို့တော့မေ့နေအဲ့တော့လှုပ်ရှားရှိတာတွေကိုခဏလောက်မေ့ထားပြီးရိုးရှင်းစွာနေကြည့်လိုက်ပါလွတ်လပ်နေပြီစိတ်ရချုံအောင်ခြင်းမရှိတဲ့အရာမျိုးလိုအပ်နေကြရမှာမဟုတ်လား